တွေနဲ့ထိတွေ့မိပြီးနောက်ပိုင်းစွမ်းအားရှင်တွေဖြစ်လာခဲ့ကြတဲ့ Reed Richards, Sue Storm, Ben Grimm နဲ့ Johnny Storm တို့ရဲ့ Fantastic Four အဖွဲ့ဖွဲ့စည်းခြင်း၄နှစ်ပြည့်နှစ်ပတ်လည်ကိုကဘာသဝင်းကဆင်နွှဲနေကြပါတယ်။သူတို့ဟာလူထုကြားမှာနာမည်ကျော်ကြသလိုလူဆိုးတွေကိုလည်းနှိမ်နင်းပြီးခဲ့ကြပါတယ်။ Reed ရဲ့တီထွင်မှုတွေကြောင့်နီးပညာတွေတိုးတက်လာပြီး Sue ရဲ့ Future Foundation အဖွဲ့မှတစ်ဆင့်တန်တမာရေးရာကြိုးပမ်းမှုတွေကြောင့်ကဘာပေါ်မှာစစ်ပွဲတွေချုပ်ငင်းပြီးငင်းချမ်းရေးတွေရရှိနေခဲ့ပါတယ်။ Reed နဲ့ Sue တို့ဇနီးမောင်နှမကသူတို့မှာရင်သွေးလေးရနေပြီလို့ကြေညာလိုက်တဲ့အခါတကဘာလုံးကရင်ခုန်တက်ကြွစွာစောင့်မျှော်ခဲ့ကြသလိုအဲ့ဒီကလေးကစွမ်းအားတွေပါလာမလားဆိုတာကိုလည်းစိတ်ဝင်စားခဲ့ကြပါတယ်။လအနေငယ်အကြာမှာတော့ Silver Surfer ကကဘာမြေကိုရောက်ရှိလာပြီး Galactus လို့ခေါ်တဲ့ဂျိုးတွေကိုဝါမျိုးဖျက်ဆီးတတ်တဲ့စစ်ကြဝဠာတတ္တဝါကြီးကကဘာကိုဖျက်ဆီးဖို့ပြစ်မှတ်ထားကြောင်းကြေညာခဲ့ပါတယ်။ Reed ကတခြားဂျိုးတွေပျောက်ကွယ်မှုကိုလေ့လာပြီးဒီအချက်ဟာမှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့တဲ့အတွက် Galactus ကဘာကိုမရောက်လာခင်တားဆီးဖို့သူတို့အဖွဲ့အာကာသတွေကိုထွက်ခွာခဲ့ကြပါတယ်။သူတို့ဟာ Silver Surfer ရဲ့စွမ်းအင်ချေရာကိုလိုက်လံရင်းအလင်းထက်မြန်တဲ့ခရီးစဉ် FTL နဲ့တွားခဲ့ကြတာမှာဂျိုးတစ်ခုကို Galactus ရဲ့သင်္ဘောကြီးကဖျက်ဆီးနေလာကိုမျက်မြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီမှာတင်သူတို့အဖွဲ့ဟာဖမ်းဆီးခံလိုက်ရပြီး Galactus နဲ့တွေ့ဆုံခဲ့ရပါတယ်။ Galactus ကသူဟာနှစ်ပေါင်းတန်းချီအောင်မပြေနိုင်တဲ့စာလောင်မှုတန်ကြောင့်ဂျိုးတွေကိုဝါမျိုးဖျက်ဆီးနေရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါအခင်စူးရဲ့ဘိုက်ထဲမှာမမွေးသေးတဲ့ကလေးလေးဟာကြီးမားတဲ့စစ်ကြဝဠာစွမ်းအင်တွေရှိနေပြီးသူ့ရဲ့စာလောင်မှုကိုအစားထိုးတာဝန်ယူပေးနိုင်မယ်ဆိုရင်ကဘာမြေကိုချမ်းသာပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။သူကစူးကိုအတင်းအဓမ္မဘိုက်နာအောင်လုပ်ပြီးခလီးမွေးခိုင်းခဲ့ပါတယ်။ဒါပေမဲ့ Fantastic Four အဖွဲ့ကဒီကမ်းလှမ်းချက်ကိုညှင်းဆန်ပြီးတင်းဘောပေါ်ကနေချက်ပြေးခဲ့ပါတယ်။ Neutron Gel တစ်ခုရဲ့ဆွဲငင်အားကိုအသုံးချပြီးသူတို့ရဲ့ FTL စနစ်ပျက်စီးသွားပြီမြစ် Silver Surfer ရဲ့လိုက်လံမှုကိုဟန်တာကကဘာမြေစီကိုအမြန်ဆုံးပြန်လာခဲ့ကြပါတယ်။လိုင်းခရီးမှာတင်စူးကသားလေးတစ်ယောက်မွေးဖွားပြီး Franklin လို့အမည်ပေးခဲ့ပါတယ်။တလအကြာကဘာကိုပြန်ရောက်တဲ့အခါ Reed ကသတင်းရှင်းလင်းပွဲရုပ်ပြီးဖြစ်ကြောင်းကုန်စင်ကိုရှင်းပြခဲ့ပါတယ်။ကဘာပေါ်ကလူတန်းများစွာရဲ့အသက်ထက်သူတို့ကလေးအသက်ကိုရွေးချယ်ခဲ့တဲ့အတွက်လူတို့ကအကြီးအကျယ်ဒေါသထွက်ပြီးကလေးကို Galactus စီရစင်းပူဇော်ဖို့တောင်းဆိုခဲ့ကြပါတယ်။အဲ့ဒီအတော့မှ Johnny က Silver Surfer ရဲ့ဘာသာစကားကိုစတင်ဘာသာပြန်နိုင်ခဲ့ပါပြီ။ Galactus နီးကပ်လာပြီးစန္ဒပြမှုတွေပြင်းထန်လာချိန်မှာစူးက Franklin ကိုခေါ်ပြီးစန္ဒပြသူတွေနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။သူမကမိမိရဲ့ရင်သွေးလေးကိုလည်းအနစ်နာမခံမှာမဟုတ်တယ်လို့ကဘာကြီးကိုလည်းအရှုံးမပေးပါမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။ Reed ကကဘာကြီးတစ်ခုလုံးကိုတခြားဘေးကင်းရာဂျေဆုစီပို့ဆောင်နိုင်ကို teleportation တရားကြီးတွေတိစောက်မဲ့အစီအစဉ်ကိုချပြခဲ့ပါတယ်။ဒါပေမဲ့တရားတွေစတင်အသက်ဆွင်းချိန်မှာ Silver Surfer ကပြန်ရောက်လာပြီးအဲ့ဒီတရားတွေကိုလိုက်ဖျက်ဆီးပါတော့တယ်။ Johnny ကသူမကိုတားဆီးရင်သူတိလာတဲ့အမှန်တရားကိုပြောပြခဲ့ပါတယ်။သူမရဲ့နာမည်ရင်းက Shala Ball ဖြစ်ပြီးသူမရဲ့ဂျိုးကိုကယ်တင်မှု Galactus ရဲ့နောက်လိုက်ဖြစ်ရခဲ့တာမှာသူမဖျက်ဆီးခဲ့မှုရဲ့ဂျိုးရဲ့အတန်လွင့်ချက်တွေကိုပြန်ကြားတဲ့အခါသူမနောင်တရသွားပြီးမြဲကူညီဖို့ညှင်းဆန်ပြီးထွက်ပြေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့အဖွဲ့က Franklin ကိုအစအထိအသုံးချပြီး Galactus ကို teleport တရားစီမြောက်ခေါ်ဖို့ကြံစည်ခဲ့ပါတယ်။စူးကမြို့သူမြို့သားတွေကိုမြေအောက်မြို့တော်စီရွှေ့ပြောင်းပေးဖို့ Harvey Elder နဲ့ညီညွတ်နေပါတယ်။ Galactus က Franklin ကိုဖမ်းမိသွားတဲ့အခါစူးကသူမရဲ့စွမ်းအားလုံးကိုသုံးပြီး Galactus ကို portal ထဲရအောင်ဝင်ရင်ထွန်းထုတ်ခဲ့ပါတယ်။ Johnny ကသူ့အသက်ကိုဆက်တန်းနေပြီး Galactus ကိုအဆုံးသတ်ထွန်းပို့ဖို့ကြိုးပမ်းပေးပေမဲ့နောင်တရလာတဲ့ Shala Ball ကတားဆီးပြီးသူမကိုယ်တိုင် Galactus နဲ့အတူ portal ထဲဝင်သွားခဲ့ပါတယ်။စူးဟာအင်အားကုန်ချန်ပြီးတေဆုံးသွားပေမဲ့ Franklin ရဲ့စွမ်းအားနဲ့ပြန်လည်ရှင်သန်လာခဲ့ပါတယ်။အဖွဲ့ဟာ9နှစ်ပြည့်နှစ်ပတ်လည်ကိုအောင်ပွဲခံရင်းခရီးစဉ်တစ်တွေအတွက်ပြင်ဆင်ကြပါတယ်။ Mid credit scene မှာတော့4နှစ်အကြာမှာစူးက Franklin ကိုစာဖတ်နေချိန်မှာစာသွားရွေးတဲ့အစိတ်မှာ Franklin ကအစိမ်းရောင်ဝကြုံခြုံပြီးတန်ရနာမွန်းကိုကင်ထားတဲ့လူတအုပ်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူဟာသူတို့ရဲ့ရန်တော်ကြီးဒေါက်တာဒူးမဲဖြစ်ပါတော့တယ်